မှာလွယ်လွယ်ကူကူကြီးပွားချမ်းသာချမ်းပါသလားလုံဆောင်ရမယ့်အချက်တွေအများကြီးတရားမှချက်ပြောပြမယ်၃ချက်တည်းပဲရလို့အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်လည်းပတ်တယ်ချက်မြင်းနဲ့ပြောတယ်စိတ်ကောင်းနှလုံးကောင်းလေးထားပေးပါစိတ်ကောင်းနှလုံးကောင်းထားခြင်းဟာတင်းရဲ့တမာတိတင်းရဲ့တီလာကိုထောက်ပံ့ဖြစ်စေတယ်ပြီးလို့ရှိရင်တင်းရဲ့ကန်ဆာကတက်ဖို့အတွက်လုံးဝ foundation ပဲစိတ်ကောင်းနှလုံးကောင်းထားတဲ့ foundation မခိုင်လို့ရှိရင်တဲ့အထက်ကိုဘယ်လိုပဲရောက်ရောက်အချိန်တိုင်းပြုတ်ကြမယ်ကျတော့မှလည်းလေစိတ်ပင်ပန်းစရာတွေအခက်ခဲတွေညာကြီးရှိခဲ့ပါတယ်အခုမိတ်ဆွေတို့ကိုပြောနေတဲ့ချက်ကိုယ်တိုင်ကလည်းအစင်မပြေမှုတွေရှိခဲ့တယ်လက်တွေ့လည်းရှိတယ်ဒါပေမဲ့ချက်ဘလို့ပဲစိတ်ဆင်းရဲစရာပဲကြုံကြုံဘလို့ပဲစိတ်အနှောက်အယှက်ဖြစ်စရာတွေပဲရှိနေပါစေချက်ရဲ့စိတ်ကောင်းနှလုံးကောင်းအပြောက်ပြတ်မခံဘူးအဲ့တို့ချက်အခက်ခဲရှိရခဏပဲချက်ထံကိုပြည့်စုံခြင်းနဲ့အစင်ပြေမှုတွေလာပုတ်ပေးတယ်အဲ့ဒါဘာလို့လဲကံတရားကြီးอ่ะသင်ထားတဲ့စိတ်ကောင်းနှလုံးကောင်းကသင်ကိုပဲအကျိုးပေးတာမြတ်စွာဘုရားဟောတဲ့အတိုင်းပဲကံကံအကျိုးကိုကစိတ်ကောင်းနှလုံးကောင်းထားတယ်စိတ်ရင်းကောင်းရင်ကောင်းတဲ့စိတ်ရဲ့အတိုင်းအကျိုးခံစားခွင့်ရှိတယ်အကြောင်းကြောင့်အကျိုးဖြစ်တာအကြောင်းကောင်းရင်အကျိုးကောင်းတယ်အကြောင်းကပါလေစိတ်ကောင်းနှလုံးကောင်းထားတဲ့အကြောင်းကြောင့်ကံကောင်းခြင်းဆိုတဲ့အကျိုးကျေးဇူးရရှိတယ်ချေအမေဆုံးနဲ့ဖေမရှိအခုဆိုလို့ရှိရင်ချေတို့မချက်ပါဘူးချက်ဆရာမရှိပထမ relationship ပြတ်တော့သွားတယ်အခုဘယ်မဲ့ချက်ကံကောင်းတယ်ကြောင်းမယ်ဆိုလို့ရှိရင်ကိုယ်ကစိတ်ကောင်းနှလုံးကောင်းထားတာဖြစ်တဲ့အတွက်သူ့ဘက်တူအော်တူမကောင်းတဲ့အရာတွေထွက်သွားတာအဲ့ဒါစိတ်ကောင်းနှလုံးကောင်းထားရတဲ့အချက်ရဘဝမှာလက်တွေ့မိတ်ဆွေတို့အများကြီးမလုပ်ဆရာမလို့စိတ်ကောင်းနှလုံးကောင်းလေးပဲထားပြီးချက်မြဲတမ်းပြောတဲ့ကမနာလို့ဝန်တိုးစိတ်မဖြစ်နဲ့တူပါပြိုင်ဆိုင်လို့စိတ်မဖြစ်နဲ့မတော်မတရားလုပ်လို့စိတ်မဖြစ်နဲ့ဒီအခြေခံအချက်ကလေးဖြစ်တဲ့နှလုံးသားလေးလှနေကိုလုံလောက်တဲ့နံပါတ်1အချက်နံပါတ်2ကတော့ affirmation လို့ခေါ်တယ်ကျတို့တွေကကိုလိုချင်တဲ့ဘဝကိုရွတ်ပတ်တဲ့စေကြည့်ပါဘယ်လိုရွတ်ပတ်တဲ့စေရမလဲချဲလဲရွတ်တဲ့အလုပ်ကိုတိတ်မလို့ဖြစ်ဘူးဒါပေမဲ့ရွတ်ရင်ရွတ်တယ်လို့မျိုးထူခြားတာလေးကတော့လက်တွေ့ဖြစ်တယ်ရှင်ဘာလို့ချဲဒီစကားပြောလဲကျတို့အမြဲတမ်းပြောခဲ့တယ်ချဲတို့ရဲ့ပတ်ဝန်းကျင်မှာ universe နဲ့ကိုယ့်ရဲ့ဂျားမှာ frequency ဆိုတဲ့ line တွေရှိတယ်အဲ့ဒီ line တွေကကိုကထုတ်လွှတ်လိုက်တဲ့စကလုံးတိုင်းကိုကထုတ်လွှတ်လိုက်တဲ့အတွေးတိုင်းက universe ကိုတွားမှန်ပြီးတော့ကိုယ့်စီကိုပြန်လာတာကိုကကောင်းတာတွေလိုချင်တယ်လို့ universe ကိုလမ်းပြီးခွင့်တောင်းလိုက်တာနဲ့တောင်းဆိုလိုက်တာနဲ့အတူတူပဲ universe ကတင့်ထံကိုပြန်ပို့ပေးတာကိုကကောင်းတာရှုလို့ကောင်းတာပြန်ပို့ပေးတာကောင်းတာလိုချင်လို့ကောင်းတာပြန်ပို့ပေးတာကောင်းတာတောင်းဆိုလို့ကောင်းတာပြန်ပို့ပေးတာအဲ့တော့တင့်ဘဝမှာကောင်းတာလိုချင်လားကောင်းတာတွေပဲဖြစ်ချင်ကောင်းတာတွေပဲများများပြောပေးပါကောင်းတာတွေပဲများများတွေးပေးပါကောင်းတာတွေပဲများများစိတ်ကူးပုံပေါ်ပေးပါ universe ကတင့်ထံကိုကောင်းတာတွေပဲပို့ပေးတယ်အဲ့ဒါယုံကြည်ချက်ကိုယ်တိုင်လက်တွေ့အဲ့တော့ကျွန်တော်တွေကနှုတ်ကနေကိုယ်ပါတွေဖြစ်ချင်တာလေဖြစ်ချင်တာမှကောင်းတာကိုပဲရွေးပြီးဖြစ်ချင်ပါကောင်းတာပဲနှုတ်ကများများပြောပါတင့်ထံကိုတင်မလို့ခြင်းနဲ့မကောင်းတာလေမလာပဲနဲ့တင်လို့ခြင်းနဲ့ကောင်းတာတွေပြန်ရလိုက်အဲ့တော့ကိုပါလို့ခြင်းလေကိုဖြစ်ချင်တယ်ကိုရချင်တာစိတ်ထဲကနေပဲပြောနှုတ်ကနေပဲ affirmation လို့နေပဲရွတ်ပြီးပြောဆိုလို့ရှိရင်ကျွန်တော်ဖျားစာရွတ်တယ်လို့ပဲတရဏဂုံ3ပါးမိတ်ဆွေတို့ရွတ်တယ်မဟုတ်လားမြတ်စွာဘုရားဂုံတော်9ပါးတွေရွတ်တယ်မဟုတ်လားအဲ့ဒီလိုပဲဒါကလည်း affirmation ကိုလိုချင်တာတွေကိုရွတ်နေနှုတ်ကလည်းရွတ်နေစိတ်ထဲကလည်းတောင်းဆိုနေသင်တို့ထံကိုပြန်လာတဲ့ frequency ကတန်ပြန်တက်ရောက်ဖို့သင်တို့ reaction ပြီးလိုက်တာသင်တို့ဆို reaction တွေပြန်လာတာကကောင်းတာတွေပဲလာမယ်အဲ့ဒါ affirmation အဲ့ဒါနံပါတ်1ချက်နံပါတ်3ချက်ကိုကလှုပ်ရက်တော့လှုပ်ရမယ်ကောင်းတဲ့လှုပ်ရက်တကယ်လှုပ်ရမယ်စိတ်ကောင်းနှလုံးကောင်းလေးရှိနှုတ်ကလည်းရွတ်ဆိုနေတယ်လှုပ်ရက်ကပြောင်းပြန်ဖြစ်နေလဲစင်ပြေမနေသေးဘူးမျိုးသားလေးဆိုရင်မိန်းမလိုက်စားနေတယ်ဖဲရိုက်နေတယ်အရက်တွေတောက်နေမယ်ဆိုလို့ရှိရင်တော့တင်းရဲ့လှုပ်ရက်ကစင်ချေမနေဘူးမျိုးသမီးတွေလည်းတူတူပဲသူများရဲ့အိမ်သားကိုဖြတ်လို့ဖြစ်စေလုပ်မယ်သူများရဲ့အိမ်သားကိုပြစ်မှားမယ်ဆိုလို့ရှိရင်ဒါကလည်းလှုပ်ရက်ကကောင်းမွန်တဲ့လှုပ်ရက်ဖြစ်မနေဘူးကိုနှုတ်စိတ်3ပါးလုံးကောင်းမွန်နေဆိုလို့ရှိရင်တင့်ဘဝရိုင်းပြပြခက်ခက်လှုပ်ဆရာမလို့ပဲနဲ့ကောင်းချင်းမင်္ဂလာတွေရရှိလိမ့်မယ်ဆိုတာစေဘဝနဲ့ရှင်ပြီးပြောရဲတယ်ဘာလို့လဲချက်ကိုယ်တိုင်လက်တွေ့ရနေတာချက်အမေဆုံးနေဒါမဲ့ချက်အမေတန်းချက်ကိုကဲတယ်ခြားထဲမှာခက်ခဲတယ်အများကြီးဒုက္ခတွေအများကြီးကြုံသွားမချက်အရန်ကြီးမဟုတ်ချက်အရန်စိတ်ခံစားလွယ်တဲ့သူကြောင့်ချက်မှာဒုက္ခတွေအကြီးရတယ်ချက်တာပုတ်ပါပဲတည်လေသွားတာအကြောင်းမျိုးမျိုးနဲ့ပေါ့ကွာပြောမယ်ဆိုလို့ရှိရင်လက်မငွေပြတ်တယ်လို့မရှိပြတ်ခဲ့လို့ရှိရင်လည်းဟိုကဒီကကိုညမဲ့သူရှိနေတာကချက်ရဲ့ original စိတ်ကောင်းနှလုံးကောင်းထားအလေးအကျင့်ကြောင့်တွေးရတော့မကောင်းတာတွေတွေးခဲ့တယ်ဒါကြောင့်မလို့မကောင်းတာတွေရရှိခဲ့တယ်
အခု lot of attraction affirmation ဒါတွေကိုသိလာတဲ့အခါမှာချက်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်တဲ့အခါမှာကောင်းတာတွေပဲတွေးတော့တယ်ကောင်းတာဆိုတိတ်တွေးချက်အဲ့ဒီကမှချက်ရဲ့အပြုံးတွေကအသက်ဝင်လာတယ်ချက်ရဲ့စိတ်တွေကတက်ကြွလာတယ်ချက်ဘဝရဲ့နိုးကြားလာတယ်ချက်ဘဝတောက်ပလာတယ်မဆိုလို့မလုံးဝမယုံကြည်မရှိနဲ့ချက်ပြောတာကိုယုံရမယ်လို့မပြောသေးဘူးမယုံတော့ကြည့်ရကိုရမယ်လို့အာမခံတယ်ဒီ၃ချက်ပဲလုံလောက်ပြီအများကြီးခဏထားကျန်တဲ့အချက်တွေအများကြီးခဏထားဒီ၃ချက်ပဲလုံလောက်ပြီတင်ဘဝ9နှစ်လား10နှစ်လားအတိုင်းတာတစ်ခုပေါ့ဒါတင်ထားတဲ့စိတ်ပေါ်မှာတင်တွေးတဲ့စိတ်ပေါ်မှာတင်ပြုတ်မှုတဲ့လောက်ရပုံမူတည်ပြီးတော့တင်ရကန့်ကောင်းခြင်းနေတာညံတာဖြစ်လာလိုက်ပြီမယုံလို့ကြည့်လိုက်ပါကျေးဇူးတင်ပါတယ်